လွယ်ထဲမှာ Hello guys ဒီနေ့မှာတော့ကျွန်တော်က CI ဆက်တင်ငယ်လေးနဲ့လွယ်ထဲမှာထူးဆန်းတဲ့ပစ္စည်းဘာတွေပါတယ်ဆိုတာမေးရမှာဖြစ်ပါတယ်။ Hello bro ဒီနေ့လွယ်ထဲမှာဘာထူးဆန်းတဲ့ပစ္စည်းပါတယ်ဆရာတို့ပြလို့ရအောင်ဟုတ်ကဲ့ကြည့်တာမယ်နော်ခဏလေးကျွန်တော်လွယ်ထဲမှာဒီရုပ်လေးတစ်ရုပ်တော့ပါမယ်။ရုပ်လေးကဘာလေးလဲဆိုတော့ Hero No version 2လေးပါခင်ဗျာHello ဒီနေ့လွယ်ထဲမှာထူးဆန်းတာဘာပါသိတာပါ What's that သိအလို့ရှင်ခြုံဖို့ Okay thank you ပါလွယ်ထဲမှာထူးဆန်းတဲ့ပစ္စည်းပါပစ္စည်းရှိတယ်ဟိုဒါရရှိတယ်ဟုတ်အားရှိပါတယ်ဟုတ် Okay သုံးခုအောင်ဆိုဘယ်သူတော့မဟုတ်စတဲ့ရှင်ရဲ့ခိုးစားဖို့ပါဟုတ်Hello ဒီနေ့လွယ်ထဲမှာထူးဆန်းတာဘာပါလဲလွယ်ထဲမှာ What is that just ဒီလိုဆော့ရဟာငယ်ငယ်လေးဆော့တာ ဘာလို့ဖို့လဲ ကျောင်းမှာပြည့်ဆော့မလို့ emotional support Thank you ပါဒီနေ့လွယ်ထဲမှာထူးဆန်းတာဘာပါ擦机器人，上那边东西，ဘာလို့ဖို့跌掉。ပြေးကြောက်